အားလုံးပဲမင်္ဂလာပါ Grammar Master Online Class ကနေကြိုဆိုပါရစေ။ဒီနေ့သင်ပေးမှာကတော့ Unit 8ဖြစ်ပါတယ်။အဲ့တော့ Unit 8မှာဆိုရင်ခေါင်းစဉ်လေးကြည့်ရအောင်။ Present Simple Adverb of Frequency Present Simple ဆိုတာကပြီးခဲ့တဲ့ Unit 7မှာသင်ခဲ့တဲ့အကြောင်းအရာပဲเนาะ။အဲ့ဒါကိုမှ Adverb of Frequency Adverb ဆိုတာကကရိယာဝိသေသန Frequency ကကြိမ်နှုန်းပြအဲ့တော့Adverbs of frequency ကြိမ်နှုန်းပြကရိယာဝိသေသနများလို့ခေါ်ပါတယ်။အဲ့တော့ဒီအကြောင်းအရာနှစ်ခုကိုသင်ပေးပါမယ်။ကြည့်အောင်နံပါတ်1မှာဆိုရင်သူက adverb of frequency စကားလုံးတွေကိုအရင်ပြောပြထားပါတယ်။အဲ့တော့ adverb of frequency တွေဆိုတာကဘာတွေရှိမလဲ။ always, usually, often, sometimes, never အဲ့တော့ကြိမ်နှုန်းကိုပြတဲ့ကရိယာဝိသေသနတွေဖြစ်ပါတယ်။အဲ့တော့ကိုကတစုံတစ်ခုကိုအမြဲတမ်းလုပ်တယ်။တစ်ခါတလေလုပ်တယ်။မကြာခဏလုပ်တယ်။ပြီးရင်ဘယ်တော့မှမလုပ်ဘူး။အဲ့လိုကြိမ်နှုန်းနဲ့ပြောချင်တဲ့အခါမှာဆိုရင်ဒီ adverb of frequency တွေကိုတွဲပြီးတော့သုံးလို့ရပါတယ်။ example လေးကြည့်ရအောင်။ I always have breakfast in the morning ဒီမှာ always ရယ် have ရယ်ကိုသုံးထားတယ်။အဲ့တော့ဒီစာကြောင်းကဘာစာကြောင်းလဲကြည့်ပါ။verb 1သုံးထားတယ်ဆိုတော့ present simple စာကြောင်းဖြစ်တယ်။နော် present simple စာကြောင်းပါ။အဲ့ဒါကို always ဆိုရဲ adverb of frequency နဲ့တွဲသုံးထားတာ။အဲ့တော့မနက်ခင်းမှာဆိုရင်ကျွန်တော်ကအမြဲတမ်းမနက်စာစားတယ်။ဟုတ်ပြီနော်။သူအမြဲတမ်းစားတယ်ဆိုတာကိုပြောချင်တာကြိမ်နှုန်းအဲ့ဒီကြိမ်နှုန်းကိုပြောချင်တဲ့အတွက် always ကိုထည့်ပြီးတော့သုံးထားတာ။ဒီမှာသတိထားမယ်နော်။ဒီ adverb of frequency စကားလုံးတွေကိုဒီ adverb of frequency စကားလုံးတွေကို verb ရဲ့ရှေ့မှာထားသုံးရမယ်။ဟုတ်ပြီနော်ဒီမှာဆိုရင် have ဆိုတဲ့ verb 1ရဲ့ရှေ့မှာထားပြီးတော့သုံးရမယ်။နော်နောက်တစ်ခု I ဒီမှာဆို usually ထည့်မယ်နော်။ I usually have conflict ဟုတ်ပြီနော်ဒီမှာဆိုရင် have က verb 1 usually က adverb of frequency အဲ့တော့ verb 1ရဲ့ရှေ့မှာ adverb of frequency ထားပြီးတော့သုံးရမယ်။နောက်တစ်ခု my mom ဒီမှာ often ထည့်ရမယ်နော်။ My mom often make pancake ဒီမှာဆိုရင်ကြတော့နော် often ကိုသုံးထားတယ်တခါတရံပြုလုပ်တယ်ဆိုပြီးတော့ပြောချင်တာဖြစ်တဲ့အတွက် often ကိုသုံးထားတယ်အဲ့တော့ makes က verb 1ကိုမှ verb 1အနည်းနော်သူ့ရဲ့ရှေ့မှာ adverb of frequency ထည့်ရမယ်နောက်တစ်ခုက I sometimes have milk တခါတရံနွားနို့တောက်တယ်ဒီမှာတခါတရံနွားနို့တောက်တယ်လို့ပြောချင်တာ have က verb 1ရှေ့က sometime က adverb of frequency ဟုတ်ပြီနော် now I never eat fruit ကျွန်တော်အသီးမစားဘူးဘယ်တော့မှမစားဘူးဒီမှာ eat က verb 1အများသူ့ရဲ့ရှေ့မှာ adverb of frequency ကိုထည့်ပြီးတော့သုံးလိုက်တယ်ရမယ်နော်အဲ့တော့အခုဒီဟာကကြတော့ adverb of frequency အကြောင်းအရာကိုပြောတာပါအဲ့တော့ adverb of frequency ဘယ်နှလုံးရှိလဲ၅လုံးရှိတယ်သူ့ကို verb 1ရဲ့ရှေ့မှာထားပြီးတော့သုံးရမယ်ဆိုတာလေးသိရပါမယ်ရမယ်နော်နောက်တစ်ခုနောက်တစ်ခုကသူကစာနဲ့ရှင်းပြပေးထားပါတယ် adverb of frequency တဲ့ we often use adverb of frequency with the present simple နဲ့တွဲသုံးတယ်တဲ့ to say how often something happen အဲ့တော့တစုံတစ်ခုကဘယ်နှကြိမ်ဖြစ်ပျက်လဲဆိုတာကိုပြောတဲ့အခါမှာသုံးနေတယ်နော် adverb of frequency comes before the main verb ဒီမှာတွေ့လား main verb ရဲ့ရှေ့မှာထားပြီးတော့သုံးရမယ် main verb ရဲ့ရှေ့မှာနော်ဒီမှာဘာလို့ main verb လို့သူကထည့်ပြီးတော့ပြောရလဲဆိုလို့ရှိရင်တကယ်လို့ negative စာကြောင်းဆိုရင် happy verb ပါမှာလေ question စာကြောင်းဆိုရင်လည်း happy verb ကပါအောင်ပါလေအဲ့ကြတော့အဲ့ဒီ happy verb တွေပါတဲ့အခါမှာဆိုလို့ရှိရင်နော်နားမလည်မှာဆိုလို့သူက main verb ကိုပဲအဓိကထားပြီးပြောထားတာအဲ့တော့အဲ့ဒီ main verb ကိုပဲရှာပြီးတော့ main verb ရဲ့ရှေ့မှာထားပေးရမှာဟုတ်ပြီနော် example လေးကြည့်အောင် I always get up early ဒီမှာ always adverb of frequency get up က main verb 1နော်ကျွန်တော်အမြဲတမ်းအိပ်ရာစောစောထားတယ်နောက်တစ်ခု we don't ဒီမှာ don't happy verb ကိုခေါ်ထားတယ်တွေ့လား negative စာကြောင်းနော် we don't usually go out on Friday
တောက်ကြနေတွေမှာဆိုရင်ကျွန်တော်တို့ကအပြင်ကိုသွားလေမရှိဘူးနော်အပြင်ကိုများသောအားဖြင့်သွားလေမရှိဘူးလို့ပြောထားတာအဲ့တော့ go out က main verb ဒီမှာ verb နှစ်ခုပါနေတာဒီ do ကကြတော့ happy verb ဒီ go out က main verb နော်အဲ့တော့တို့ကဒီမှာဆိုလို့ရှိရင်လေမျက်စိလည်းမသွားနဲ့နော်သူပြောထားတဲ့အတိုင်းပဲမှတ်ထားရင်ရပြီသူပြောထားတဲ့အတိုင်းပဲလုပ်ရင်ရပြီသူကပြောထားတာက main verb ရဲ့ရှေ့မှာပဲထားမယ်လို့ပြောထားတာအဲ့တော့တို့ကဒီမှာဒီက main verb ရဲ့ရှေ့မှာပဲ habit of frequency ကိုထားလိုက်အောင်ပဲရမယ်နော်အဲ့တော့ verb နှစ်ခုပါတယ်ဆိုပေမဲ့မျက်စိလည်းမသွားနဲ့နော်နောက်တစ်ခုက question စာကြောင်းကြည့်အောင် What do you usually do on Saturdays နော်စနေနေ့တွေမှာဆိုရင်မင်းများသောအားဖြင့်ဘာလုပ်လို့ရှိသလဲများသောအားဖြင့်ဘာလုပ်လို့ရှိသလဲဒီမှာဆိုရင် do happy verb နော်ဒါ you are subject နော်ပြီးရင် usually habit of frequency နောက်က do ကကြတော့ main verb do နော်ပြုလုပ်သည်ဆိုတဲ့ဟာဒီဟာကကြတော့ happy verb နော် question mode လို့ခေါ်ထားတဲ့ happy verb ဟုတ်ပြီအဲ့တော့တို့ကအဓိကကြည့်ရမှာ main verb ကိုပဲကြည့်ရမယ်အဲ့တော့ main verb ကဒီမှာအဲ့တော့သူ့ရဲ့ရှေ့မှာထားရမယ်ဆိုတော့ဒီမှာ usually ကိုသူ့ရဲ့ရှေ့မှာထားလိုက်တယ်ရလားဟုတ်ပြီနောက်တစ်ခုက they come after the bad bee bad bee ဆိုတာက bad to be ကိုပြောတာ bad to be နဲ့ဆိုရင်တော့ bad to be ရဲ့နောက်မှာပဲထားပါတယ် after နောက်မှာပဲထားပါတယ်နော်အဲ့တော့ဒီဒုတိယအချက်တုန်းကကြတော့ main verb ရဲ့ရှေ့မှာထားပါလို့ပြောတာဒီအချက်မှာကြတော့ bad to be ရဲ့နောက်မှာထားပါလို့ပြောတာနော်အဲ့တော့တို့ကစာကြောင်းကိုကြည့်လိုက် bad to be ပါတာလား main verb ပါတာလား main verb ပါတာဆိုရင် habit of frequency ကို main verb ရဲ့ရှေ့မှာထည့်မယ် verb to be ပါတာဆိုရင် verb to be ရဲ့နောက်မှာထည့်မယ်ရမယ်နော်အဲ့တော့ example လေးကြည့်ရအောင် we are never late for school ကျွန်တော်တို့အကြောင်းကိုဘယ်တော့မှနောက်မကျဘူးတဲ့ဒီမှာဆိုကြည့် verb ကဘာသုံးထားရလဲ are တဲ့အဲ့တော့ are ပါလဲ verb to be now ဒီမှာ never habit of frequency အဲ့တော့ verb to be ရဲ့နောက်မှာထားတယ် late ကကြတော့နောက်ကျသော adjective စကားလုံးနော်နောက်တစ်ခုက negative they aren't usually busy on Sundays သူတို့ကတနင်္ဂနွေနေ့တွေမှာဆိုရင်များသောအားဖြင့်အလုပ်မများဘူးတဲ့အဲ့တော့ဒီမှာသုံးထားတာက are verb to be စကားလုံးဒါကြောင့်တို့က habit of frequency ဘယ်နေရာထားမလဲသူ့ရဲ့နောက်မှာထားမယ်နော် busy ကကြတော့ adjective စကားလုံးနောက်ပြီနော်နောက် question is your dad always tired after work မင်းအဖေကအလောက်ကပြန်လာလို့ရှိရင်ပင်ပန်းလားတဲ့နော်အဲ့တော့ဒီမှာသုံးထားတာပါလေ verb က is verb to be သုံးထားတာပြီး your dad subject နော်အဲ့ဒါပြီးတာနဲ့ always ဆိုတဲ့ habit of frequency ကိုထည့်ထားတယ်ပြီးတော့ tired ကပင်ပန်းသော adjective ဟုတ်ပြီနော်အဲ့တော့ဒီမှာ question ဖြစ်တဲ့အတွက်အလဲမှာတော့ subject ကခံသွားတယ်နော်အဲ့တော့တို့ကမှတ်ထားရမယ် main verb ဆိုရင် main verb ရဲ့နောက်မှာ main verb ရဲ့ရှေ့မှာထည့်မယ် verb to be ဆိုရင် verb to be ရဲ့နောက်မှာထည့်မယ်ဟုတ်ပြီနော်အဲ့ဒါလေးကသတိထားမယ်ချက်ရောရတယ်နော် now time expression with more than one word come at the beginning or at the end of sentence အဲ့တော့သူပြောချင်တာက more than one word စကားလုံးတစ်လုံးထပ်ပိုတဲ့ time expression တွေရှိတဲ့အခါတဲ့သူ့ကိုစာကြောင်းရဲ့ရှေ့ဆုံးဒါမှမဟုတ်နောက်ဆုံးကိုထားနိုင်တယ်တဲ့အဲ့တော့ဒီမှာဆိုရင် once a month John visit his aunt တလကိုတစ်ကြိမ် John ကသူ့ရဲ့အတော်စီကိုသွားလေတယ်အဲ့တော့ဒီမှာဆိုရင် once a month ဆိုတာက time expression စာကြောင်းရဲ့ရှေ့ဆုံးမှာထားသုံးတာနော် now I met my friends at the sports center 3 times a week 3 times a week က time expression စာကြောင်းရဲ့နောက်ဆုံးမှာထားပြီးတော့သုံးတယ်ဟုတ်ပြီနော် now we go to the cinema on Sundays on Sunday က time expression စာကြောင်းရဲ့နောက်ဆုံးမှာထားသုံးမယ်သူ့ကိုရှေ့မှာထားသုံးနေဆိုရင်လည်းရတယ်နော် now I get up at 7:30 every day က time expression ရမလားအဲ့တော့အခုပြောသွားတာကနော် present simple ကို habit of frequency နဲ့တွဲသုံးလို့ရတယ်ဆိုတဲ့အကြောင်းအရာကိုပြောသွားတာအဲ့တော့ habit of frequency ကဘာတွေရှိမလဲ၅ခုရှိမယ်နော်အဲ့တော့ပြီးရင်အဲ့ဒီ habit of frequency တွေကိုစာကြောင်းတွေမှာဆိုရင်ဘယ်နေရာထားမလဲဆိုတာကိုပြောသွားတယ်နော်ရမလား
အခုပြောသွားတာက unit 8ပါ unit 8မှာကိုမှ present simple နဲ့ adverb of frequency အကြောင်းအရာကိုပြောသွားတာပါအားလုံးပဲနားလည်မယ်လို့ထင်ပါတယ်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်